နိုင်ငံသားအဆင့်တန်းတစ်မျိုးမျိုးရှိတယ်မရှိဘူးအငင်းထွက်ရတဲ့ white card ခေတ်ဆက်ဆက်ကမဲပေးခွင့်ရခဲ့ပြီး2008အခြေခံဥပဒေပြင်ဆင်ရေးလူလူဆန္ဒခံယူပွဲအတွက်ကြမှာမဲပေးခွင့်မရတော့တဲ့ white card မလ31ရက်နေ့ကစပြီးတော့တက်တန်းကုန်သွားပြီးကတ်တွေပြန်အပ်ရမယ်ဆိုတဲ့ white card ဒီ white card ရဲ့အနာဂတ်ဘာဖြစ်မှာလဲဒီအကြောင်းတွေကိုဒီကနေ့ DVB တပိတ်အစီအစဉ်မှာဆွေးနွေးမှာပါကျွန်တော်ကမျိုးတာထက်ပါဒီဘက်ကကျူဆိုပါတယ်ကျွန်တော်အနေနဲ့ဆွေးနွေးမယ့်အကြောင်းအရာက white card နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပိတ်သက်ကိုဥဆောင်ဆွေးနွေးသူတွေနဲ့မိတ်ဆက်ပေးနေပါတယ်ဒီဘက်ကတော့ဥပဒေပညာရှင်ဦးဟန်ညွန့်ပါဒီဘက်ကတော့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီပါတီဥက္ကဋ္ဌဦးကျော်မင်းဖြစ်ပါတယ်ဒီဘက်ကတော့ရခိုင်မျိုးသမီးစီယုံဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဖြစ်ပါတယ်ဒီဘက်ကတော့တရားလွှတ်တော်ရှင်းနေဦးချစ်လွင်ပါအားလုံးပဲမင်္ဂလာပါဗျဦးဟန်ညွန့်ကိုကျွန်တော်စမေးတယ် white card ဆိုတာပါ white card ဆိုဒီမှာယာယီသက်သေခံလက်မှတ်ဒါဥပဒေစကားလုံးဖြစ်ပါတယ်ကာလအပိုင်းခြားအလိုက်အတီးဖြစ်သောမြည်သူမြည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ကိုဆိုလိုသည်လို့1950ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးဤဥပဒေအပိုက်နှစ်ငါမှာဖော်ပြထားပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျာတက်တန်းကုန် white card ကတက်တန်းကုန်ရင်ဘာဖြစ်မလဲတက်တန်းကုန်ရင်ဒီကပ်ပြားကိုအားမယ်ဒါမဲ့အမျိုးသားမှတ်ပုံတင်သက်သက်ကန်ကပ်ပြားကိုစားထုတ်ပေးထားတယ်ယာယီသက်သက်ကန်လက်မှတ်ဖြစ်တဲ့အတွက်ကြောင့်သက်သက်ကန်လက်မှတ်သို့မဟုတ်အမျိုးသားမှတ်ပုံတင်လက်မှတ်ရရှိပြီးမှဒီကောင်ကအနံ့ဖို့အပိုက်မှာပါပါတယ်အပိုက်9မှာနေဥပဒေအပိုက်9မှာအဲ့လိုပါတယ်တော့စောမြရာဇာလေးကိုမေးချင်ပါတယ်အဲ့တော့ဒီကပ်ပြားတွေကိုင်းတဲ့လူတွေကတိန်းနဲ့ချီရှိတယ်ဒါဘကရဲ့စင်းရဆို6သိန်းလောက်ကိုဒီကပ်ပြားကင်ထားတယ်တချို့လည်းဒီ6သိန်းမကဒီကပ်ပြားတွေရှိနေတယ်လက်ဝဲမှာရှိနေတယ်လို့ပြောတယ်ဒေါ်စောမြရာဇာလင်းတို့ကဒီကပ်ပြားကင်တဲ့သူတွေကိုစန့်ကျင်တယ်ဒီကပ်ပြားကင်တဲ့လူတွေက2008အခြေခံဥပဒေပြင်ဆင်ရေးမဲပေးခွင့်မရထိုက်ဘူးလို့ပြောတယ်သမ္မတကရထိုက်တယ်လို့ပြောတယ်လွှတ်တော်ကအတည်ပြုထားတယ်ဒါတော့ဒေါ်စောမြရာဇာလင်းတို့ကမရထိုက်ဘူးလို့ပြောတယ်ဘာကြောင့်ကန့်ကွက်ရယာယီတက်တဲ့ခံကပ်ပြားလို့ပြောကြတဲ့ကအဲ့ဒါနိုင်ငံသားဖြစ်တယ်ဆိုတာကိုပြောလို့မရလို့ပြောထားတာဖြစ်တယ်မဲပေးခွင့်ရတယ်ဆိုတာကနိုင်ငံတစ်ခုမှာရှိတဲ့နိုင်ငံသားစစ်စစ်တွေကမှဒီအခွင့်အရေးကိုရပိုင်ခွင့်ရှိတယ်နိုင်ငံမှုတွေမတိုင်ရင်အခုသမ္မတရဲ့ထုတ်ပြန်ချက်မတိုင်ရင်အဆက်မှာ white card ကိုင်တဲ့လူတွေကမဲပေးခွင့်ရခဲ့အဲ့ဒါကအများကြီးပြောစရာရှိပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကဖားဆပ်ပလက်ခင်မှာလည်းပဲနိုင်ငံရေးကိုအမျက်ထုတ်ဖို့ရအတွက်ဒီ white card တွေကိုသုံးခဲ့ကြတာရှိတယ်လို့2010ရွေးကောက်ပွဲမှာလည်းပဲအဲ့လိုပဲအမျက်ထုတ်ခဲ့ကြတာတွေကိုကျမတို့ပြည်သူလူထုတွေကြုံခဲ့ရတာရှိတယ်လာမယ့်ရွေးကောက်ပွဲမှာလည်းပဲအဲ့လိုမျိုးသာမေးပေးခွင့်သာပေးသွားမယ်ဆိုလို့ရှိရင်ဒေသခံဓမ္မဥရှနေလာကြတဲ့ပြည်သူတွေရဲ့အခွင့်အရေးနဲ့ယာယီတက်တဲ့ခံကပ်ပြားကိုင်းဆောင်ထားတဲ့လူတွေရဲ့အခွင့်အရေးဟာညီမျှစွာဖြစ်သွားလိမ့်မယ်အဲ့ဒါဟာဆိုလို့ရှိရင်တိုင်းပြည်ရဲ့အရှုံးချအာဏာနဲ့ထိခိုက်လာတယ်ကျေးဇူးတင်ပါအဲ့တော့ဒီဘက်ကတရားလွှတ်တော်ရှင်းနေပေးခြင်းအဲ့တော့ကျွန်တော်တို့အဖြေရှာအောင် white card တွေကိုဒီမလ31မှာတက်တန်းကုန်ပြီးမေလ31မှာအပ်ပါဆိုရင်ဒါတကယ်အဖြေလားအဖြေကဘာဖြစ်မလဲယာယီသက်သေခံလက်မှတ်ဆိုတာစောစောဆရာဦးဟန်ရင်ပြောတဲ့အတိုင်း1950ခုနှစ်ဤဥပဒေရဤဥပဒေရပေးတာအဲ့ဒီမှာ solution ကကျွန်တော်ဘယ်မှာသွားတွေးလဲဆိုလို့ရှိရင်ဤဥပဒေပုံမှန်73ပုံမှန်ခွဲ4မှာယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည်မိမိလက်မှတ်ကိုလက်မှတ်အတီးဖြစ်သည့်ကာလအပိုင်းခြားကုံဆုံးပြီးနောက်9ရက်အတွင်းစည်ရင်းသိမ်းနဲ့ပြန်အပ်ရမည်စည်ရင်းထိန်သည်လိုအပ်လျင်နောက်ထပ်မြည်၍မြည်မြကာလအပိုင်းခြားအတွက်လက်မှတ်အတီးဖြစ်ကြောင်းထပ်ဆင့်လက်မှတ်ရေးထိုး၍ထိုလက်မှတ်ကိုသော၎င်းပြန်လေထုတ်ပေးနိုင်သည်ဒိုဒီမဟုတ်ယာယီသက်သေခံလက်မှတ်အသစ်တစ်ခုကိုဒေါ်လာကောင်ထုတ်ပေးနိုင်သည်ဒီလက်မှတ်တွေထုတ်ပေးတိုင်းမှာဘယ်တော့မှတက်တန်းမပါခဲ့ဘူးအခုသမ္မတကဖေဖော်ဝါရီလ17ရက်နေ့ထုတ်ပြန်ချက်ကြမှာဘယ်နေ့မှတက်တန်းကုန်ပြီလို့ပြောလိုက်တယ်အမှန်ကဘယ်နေ့ဘယ်ရက်မှာဒီ white card ရဲ့သက်ဆန်းတွေကုံဆုံးမယ်ဆိုတာကုံဆုံးတယ်ဆိုတာကိုအတိအကျဖော်ပြခဲ့ဖို့လိုတယ်အဲ့ဒါကြောင့်မို့လို့အစိုးရဟာဥပဒေတရားကိုလောက်တယ်ဆိုရင်အင်မတန်မှရှင်းလင်းပြတ်သားစွာလုပ်ဖို့လိုပါတယ်
ကျမတို့တွေဟာလူခွင့်ရေးကိုလေးကျင်ညိုလေးစားတယ်ကျမတို့လူတိုင်းကိုလေးလူလိုတန်ဖိုးထားတယ်ဒါပေမဲ့ဒါဟာတိုင်းပြည်ရဲ့အနေအထားကြောင့်ကျမတို့ဟာပြောနေရတာဖြစ်တယ်ကျေးဇူးတင်ပါတယ်ဦးကျော်မြင့် ဟုတ်ပါတော့ ဆောင်းမြရာစာလင်းကပြောတယ်လူခွင့်ရေးကိုတန်ဖိုးထားလေးစားတယ်လို့ပြောတယ်ဒါပေမဲ့ဒီကိစ္စတွေဟာဟိုးဖာစာပလာလက်ထက်ကနေပြီးတော့2010ရွေးကောက်ပွဲအထိနိုင်ငံရေးအမျက်ထုတ်မှုလို့လည်းပြောတယ်ကာယကင်ရှင်ကလည်းပြောရင်ပြောတယ်ဒါပေမဲ့ကျွန်တော်လက်မခံဘူးဘာလို့ဆိုတော့ ဦးကျော်မင်းတို့ ဖာစာပလာခိုင်မှာ မဲပေးမ ဟို ရ က ဘူး ကန်ဆောင်တဲ့လူရလို့မရှိခဲ့ဘူးအမျိုးသားမှတ်ပုံတင်ကန်တဲ့လူတွေပဲရှိခဲ့နောက်ပြီးတော့နေပါဦး ဦးရငန်းပြောတယ်52ခုနှစ်နေဥတွေရနောက်ပိုင်းမှာဘက်ကကင်တဲ့လူတွေရှိခဲ့တယ်ဖာစာပလာမှာလည်းဒီလိုမဲပေးတဲ့လူတွေရှိခဲ့တယ် ရှိအားလုံးမဲပေးခွင့်ရှိခဲ့တယ်ဟိုကတည်းလို့မရှိခဲ့ဘူးအားလုံးအမျိုးသားမှတ်ပုံတင်ကန်ဆောင်တဲ့လူတွေပဲရှိခဲ့တယ်အခု white card ထုတ်ပေးတာဒီနဝတအစိုးရလက်ထက်မှာမှအများဆုံးထုတ်ပေးတာခိုခိုက်မှာဆိုရင်တယောက်တလေအထူးအခြေအနေကြောင့်မပုံတင်မထုတ်နိုင်ဆိုရင် လုံးဝမပုံနေမှရှိတယ် white card မရှိဘူးအခုတရားတလေရှိမှပြောနောက်ဆိုရင်10ရောက်10လေးနောက်နောက်ပိုင်းများလာတယ်ဒီနဝတခိုက်မှာလာပို့ပြီးတော့များလာတယ် ကျမတို့ အမှန်အဲ့လောက်တည်းဖြစ်ဖို့အကြောင်းမရှိ ဒီကိစ္စ ဘူး ကိုကျွန်တော်ဖြစ်ဆွေးနွေးလိုပါတယ်ခုနနီးဥပဒေပုံမှာ73ပုံမှာခွဲ9မှာယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည်တဲ့ထိုယာယီသက်သေခံလက်မှတ်အစားသက်သေခံကပ်ပြားကိုရရှိသည့်အခါထိုယာယီသက်သေခံလက်မှတ်ကိုစည်ရင်းသိမ်းတန်အနိုင်ရမည်လို့ဥပဒေမှာပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ရခိုင်ပြည်မှာဥပဒေကိုစန့်ကျင်ပြီးတော့အမျိုးသားမပုံတင်ကပ်ပြားရရှိတဲ့လူတွေကိုသိမ်းပြီးတော့ယာယီသက်သေခံကပ်ပြားထုတ်ပေးခြင်းသည်အစိုးရက reverse process တစ်ခုလုပ်ခဲ့တယ်ဒါကြောင့်ရခိုင်ပြည်မှာသုံးကောက်ချို့ရပြီးသားလူတွေကျွန်တော်တို့ယာယီသက်သေခံလက်မှတ်ပြောင်းပေးတဲ့အတွက်ကြောင့် white card လို့ခေါ်တဲ့လက်မှတ်ကင်ဆောင်တဲ့လူကြီးများလာရခြင်းရဲ့အကြောင်းတည့်ရဲ့အခုအချိန်ကာလဆိုလို့ရှိရင်21နှစ်ကျော်သွားပြီဒီလိုတက်တန့်ကြောင် ဒါလေးမေးချင်ဒါကိုလေ့လာထားဘူးသလားဒါမျိုးအမျိုးသားမှတ်ပုံနေရှိရဲ့သားနဲ့ ဟုတ်ကဲ့ သိမ့်ပြီးတော့ white card ပြန်ထုတ်ပြီးတယ် ကျမတို့ဗျာယီတက်တဲ့ခံကပ်ပြားနော်လူဝင်မှုကြီးကြပ်ရေးဥပဒေအရပေါ့1949ခုနှစ်မှာထုတ်ပေးခဲ့ပြီးတော့နီးဥပဒေရ1951မှာထုတ်ပေးခဲ့တယ်လို့ကျမတို့လေ့လာသိရှိရတယ်ဘသူဘေဝအမည်နာမတက်ပြီးတော့ပြောနိုင်တဲ့အနေအထားမရှိတဲ့နိုင်ငံသားတယောက်ကိုကပ်ပြားထုတ်ပေးတာဟာဆိုရင်တောင်မှမူလကင်ဆောင်ထားတဲ့ကပ်ပြားတစ်ခုခုပြောင်းဆုံးခဲ့သည်ရှိတော့ထိုကပ်ပြားအစားထုတ်ပေးတယ်လို့ကျမတို့နားလည်ထားတာရှိတယ်ဆိုလို့ရှိရင်ကျမတို့က white card ထုတ်ပေးထားတာဟာအခုနဝတခင်မတိုင်ခင်ကတည်းက white card ရှိနေတယ်လို့ကျမတို့အနေနဲ့လေ့လာသိရှိရတယ်မေးပေးခွင့်အထက်ဆက်မှာမေးပေးခွင့်ရခဲ့တယ်အဲ့ဒါကြောင့်မို့အခုလည်းပဲပြည်သူလူထုတွေရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေအများကြီးရှိတယ်နိုင်ငံသားနဲ့နိုင်ငံသားမဟုတ်သူဘယ်နိုင်ငံသားမဟုတ်သူကိုဘယ်နိုင်ငံမှမေးထည့်ခွင့်မရဘူးလို့ကျမတို့နားလည်တယ် white card ကနိုင်ငံသားမဟုတ်ဘူး နိုင်ငံသားအဖြစ်မတတ်မအသေးလို့သာ white card ဆိုတာပေးထားတာဖြစ်တယ်ကျွန်တော်နှစ်ချက်ပဲပြောခြင်းတယ်တစ်ချက်ကဒီဖာစာပလာခိုက်မှာလဲကျွန်တော်ဒီ white card ကန်ဆောင်တဲ့နေရာမှာမောင်တော်ဘုရားတော်စစ်တွေမှာပေါ့နော်ဖာစာပလာကလည်းမဲနိုင်ခဲ့တာမရှိဘူးဟုတ်လားသူတို့ရဲ့သက်ဆိုင်ရာလူမျိုးစုတွေကကိုယ်စားလှယ်တွေကပဲမဲနိုင်ခဲ့တယ်အဲ့တော့ white card ထုတ်ပေးပြီးမှအမတ်နေရာရအောင်လုပ်ခဲ့တယ်ဆိုတာမဟုတ်ပါ တန်ရှင်ဆိုရက မရခဲ့ဘူးဒုတိယချက်က white card ထုတ်ပေးခဲ့တာဒီတိုင်းပဲ blind ခုံပေါ်မှာထိုင်ပြီးတော့လာတဲ့လူတိုင်းကိုလက်မတကူထုတ်ပေးတဲ့ပုံစံမျိုးမဟုတ်ဘူးပြည်တော်စုမြန်မာနိုင်ငံတွင်းနေတိုင်းဆိုများမှတ်ပုံတင်ရဲ့ဒီဥပဒေပုံမှာ73နှစ်မှအတိအကျပါတယ်ဒီလူရဲ့လက်ကိုရဲ့ရာဇဝင်အစုံကိုလို့လဲလာပြီးကိုရဲ့ရာဇဝင်ဆိုတာဘယ်မှာရှိလဲအဲ့ဒီနီးဥပဒေရဲ့နောက်ဆက်တွဲဇယားမှာရှိတယ်ပုံစံတိမှာအစအဆုံးအလုံးရှိတယ်အဲ့ဒါကိုကြည့်ပြီးခိုင်လုံးပါတယ်ဒီလိုကဒီနိုင်ငံသားပါဆိုတော့မှပဲမထုတ်ပေးတာ ကျေးဇူးတင်ပါ နိုင်ငံသားဆိုတာဘာလဲအဲ့နိုင်ငံသားဆိုတာဘာလဲလူတူရှင်းလေးပါခင်ဗျ ဆရာအဲ့နိုင်ငံသားကထည့်လာပြန်ပြီ ဟုတ်ကဲ့ထည့်လာပါတယ်နိုင်ငံသားဆိုတာမြန်မာနိုင်ငံသားကိုခေါ်တယ်အဲ့နိုင်ငံသားဆိုတာဤဥပဒေရသတ်မှတ်တော့အဲ့နိုင်ငံသားကိုခေါ်တယ် ဆရာဘယ်ဥပဒေကိုပြောနေရလဲ လုံးဝလောလောဆယ်ပြင်ဖို့လုံးဝမလိုသေးဘူးဆိုတဲ့1982မြန်မာနိုင်ငံသားဥပဒေဖြစ်ပါတယ်ခင်ဗျာနိုင်ငံတော်သမ္မတကြီးကြီးညာတဲ့19မြင်းဆောင်2015မှာဤကိစ္စများနဲ့ဆက်လျင်း၍ဥပဒေနည်းဥပဒေများနဲ့ဆက်ဆက်ကိစ္စရပ်များလေ့လာသုံးသပ်အကြံပြု၍ကော်မရှင်ကိုပညာရှင်များပါဝင်တိုက်သည့်ပုဂ္ဂိုလ်များဖွဲ့စည်းတာဝန်ပေးရသွားမည်ဖြစ်ကြောင်း
ဒါကြောင့်မလို့ဥက္ကဋ္ဌကြီးပဲဖြစ်ဖြစ်ရှင်နေကြီးပဲဖြစ်ဖြစ်အမကြီးပဲဖြစ်ဖြစ်တက်ရောက်လာရသောပြည်သားများအားလုံးကိုပဲဖြစ်ဖြစ်လွတ်လပ်စွာသဘောထားကိုယ်လုံးကိုအမြင်များဆွေးနွေးကြပါအဲ့ဒီအမြင်တွေကိုတစုတစည်းတဲ့လေးလာသုံးသက်ဆုံးဖြတ်ဖို့အတွက်ကတော့ဖြစ်ငါလေးလာသုံးသက်အကြံပြုရေးကော်မရှင်ကိုဖွဲ့စည်းမယ်လို့နိုင်ငံတော်သမ္မတကြီးကကြေညာပြီးဖြစ်ပါတယ်လို့ ဆိုရ ပြော ကော ပါတ မ ယ် ရှင်ခဏနောက်ဖွဲ့တာပဲနော် ဟုတ်ပါတယ် 74 constitution အတည်ဖြစ်တဲ့အခါမှာ82 citizenship law ကိုပြဋ္ဌာန်းနေ74 constitution မှာမပါတဲ့အဲ့နိုင်ငံသားပြုခံရသူကို82 citizenship law မှာပေးတဲ့အတွက်ကြောင့်mother law မှာမပါဘဲနဲ့ထည့်သမျှဟာဒီဥပဒေရပြက်ပြေပါတယ်ဆိုတာဥပဒေပြင်အရှင်များအားလုံးပြီးတာ ကျွန်မပြောချင်တာမြန်မာတက်ကလေး1185ခုအင်္ဂလိပ်တက်ကလေးဆိုလို့ရှိရင်1823ခုပေါ့နော်အဲ့ဒီမတိုင်ခင်ကမြန်မာနိုင်ငံအတွင်းမှာမွေးဖွားလာတဲ့အားလုံးသောပုဂ္ဂိုလ်များသည်မြန်မာနိုင်ငံသားများဖြစ်သည်ဆိုပြီးတော့မှဒီ80နှစ်ဥပဒေမှာအတိအကျဖော်ပြထားတာရှိပါတယ်အဲ့ဒီ80နှစ်ဥပဒေကိုပြင်ဆင်စရာမလိုဘူးဆိုပြီးတော့လေဒီနေ့ဒီလွှတ်တော်ကအတည်ပြုပြီးသားဖြစ်တယ်ဆိုတာကိုကျွန်မအနေနဲ့ပြောချင်ပါတယ် မှန်ပါတယ်ခင်ဗျလွတ်တော်ကဟုတ်ပါတယ်လွတ်တော်ကကိုဆုံးဖြတ်ထားတာပါမှန်ပါတယ်ခင် ဆရာဦးကျော်ရင်ပါ ဆရာမကြီးပြောသလိုလွတ်တော်ကတည်ပြုထားတယ်မှန်ပါတယ်ဒါပေမဲ့ဒီလွတ်တော်ကလာနိုဝင်ဘာလမှာ hot cut ကန်တဲ့လူတွေမဲ့ထဲခွင့်မရှိဘူးဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်ပြန်ပြီးတော့ January လကြာတော့ဒီလွတ်တော်ကိုယ်စားလှယ်တွေကပဲ hot cut ကန်တဲ့လူတွေမဲထဲခွင့်ရှိတယ်ဆိုပြီးတော့ပြောပြန်လာတယ် ဆက်ဆွေးနွေးပါမယ်အခုတော့သတင်းပေးပို့ချက်တစ်ရက်ကိုကြည့်ကြပါဦးဗျာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်းတည်ပြုရေးနဲ့ပြည်လုံးချုပ်ဆန္ဒခံယူပွဲမှာယာယီတပ်တွေကပြဝိုက်ကက်ကန်ဆောင်ထားသူတွေပါမဲပေးခွင့်ရှိတယ်ဆိုတဲ့ဥပဒေမူကြမ်းကိုကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲနိုင်ငံတော်သမ္မတကဖေဖော်ဝါရီလ10ရက်နေ့မှာလက်မှတ်ရေးထိုးတည်ပြုလိုက်ပါတယ်။နောက်တစ်နေ့ဖေဖော်ဝါရီလ17ရက်နေ့မှာပဲယာယီတပ်တွေကလက်မှတ်တက်တန်းကုန်ဆုံးခြင်းနဲ့တက်တန်းကုန်ဆုံးတဲ့လက်မှတ်တွေအနံ့ဖို့ပါတဲ့ကြေညာချက်ကိုသမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်ဟာအစိုးရရဲ့မိုးပွင့်အထူးစီမံချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ယာယီတပ်တွေကလက်မှတ်ဟာမြန်မာနိုင်ငံအတွင်းနေထိုင်သူမိသူမျိုးဝါဖြစ်ကြောင်းဒါမှမဟုတ်နိုင်ငံသားကပ်ပြားတစ်မျိုးမျိုးရခွင့်ရှိသူတွေကိုကပ်ပြားမထုတ်ပေးနိုင်သေးတဲ့အခြေအနေမျိုးမှာယာယီသဘောထုတ်ပေးထားတဲ့ကပ်ပြားတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဥပဒေအရနိုင်ငံသားကိုထုတ်ပေးရတဲ့ကပ်ပြားမဟုတ်ဘူးလို့ဆိုနိုင်ပြီးလက်ရှိဝက်ကရရှိထားတဲ့သူတွေဟာမဲပေးပိုင်ခွင့်ရှိတယ်လို့တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုထားပါတယ်။တစ်ဖက်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေ2008ကိုပြင်ဆင်တဲ့ဥပဒေကြမ်းအတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာယာယီတပ်တွေကလက်မှတ်ကင်ဆောင်ထားသူတွေကိုဆန္ဒမဲပေးသူတွေအဖြစ်ပြဋ္ဌာန်းထားချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ခြင်းမရှိဘူးလို့ခုံရုံးကဆုံးဖြတ်လိုက်ပါတယ်။အငင်းပွားနေတဲ့အချိန်မှာပဲမြို့သားဒီမိုကရေစီဖွဲ့ချုပ်မှာယာယီတပ်တွေကလက်မှတ်ကင်ဆောင်ထားတဲ့ပါတီဝင်9000ကျော်ကိုပါတီကနေမကြသေးခင်ကထုတ်ပယ်လိုက်ပါတယ်။အစိုးရကထုတ်ပြန်ထားတဲ့အစည်းအရမြန်မာနိုင်ငံမှာယာယီတပ်တွေကလက်မှတ်ဝိုက်ကက်ကန်ဆောင်ထားသူ6သိန်းခန့်ရှိတယ်လို့သိရပါတယ်။